Hello အားလုံးပဲမင်္ဂလာပါရှင်ရွှေစစုရတနာနေပြပြလဲကြိုဆိုလိုက်ပါရယ်ဒီနေ့မှာတော့မင်ကလူငယ်ဆန်ဆန်လေးနဲ့ပတ်စင်သူတိုင်း10နှစ်ပြန်ငယ်သွားစီမဲ့စိတ်နဲ့ဆွဲလေးနဲ့မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါရှင်ဒါလေးတွေကတော့မိတ်ဆက်ပေးသွားမယ် natural diamond စိတ်အဖြူအသက်နဲ့ပြုတ်လုပ်ပေးထားတဲ့စိတ်နဲ့ဆွဲလေးတွေပဲဖြစ်ပါရှင်မတစ်ခုချင်းစီတည်တည်ချာချာလေးပြပေးပါမယ်ဒီကတော့မိတ်ဆက်ပေးသွားမယ်နံပါတ်1စိတ်နဲ့ဆွဲလေးပဲဖြစ်ပါတယ်သူလေးကကြတော့လူကျဲပုံစံလေးခတ်ထားပေးတာမို့လို့လူငယ်ဆက်ဆန်လေးနဲ့အရန်ကိုဘလို့လာပါရှင်သူလေးကကြတော့နံပါတ်2ကလေးပဲဖြစ်ပါရှင်သူလေးဆိုလို့ရှိရင်လည်းဒီလိုမျိုးပေါ့နော်ရွှေရောင်ပေါ်ပေါ်လေးဝေးရတာကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်ဒီဒီဇိုင်းလေးကအဆင်ပြေစေမှာပါဒါလေးကကြတော့နံပါတ်3စိန်နဲ့ဆွဲလေးပဲဖြစ်ပါတယ်သူလေးကကြတော့ဒီလိုမျိုးပေါ့နော်အော်ဖြူလေးမှုတ်ထားပေးရမို့လို့ဖြူရောင်လူဘိုးဆန်ဆန်လေးဝေးရတာကြိုက်တဲ့သူလေးအတွက်ဆိုလို့ရှိရင်အရန်ကိုလှပမှာပဲဖြစ်ပါရှင်ဒါလေးကကြတော့ကောင်းမလေးအကြိုက်ဒီလိုအသေးပုံလေးပေါ့နော်အသေးပုံလေးကိုအောက်က lock ပုံစံလေးနဲ့ခတ်ထားပေးရမို့လို့အရန်ကိုမှချစ်စရာကောင်းတဲ့ဒီဇိုင်းလေးပဲဖြစ်ပါရှင်ဒါလေးကတော့နံပါတ်4လေးပါဒါလေးကလည်းအသေးပုံဒီဇိုင်းကြိုက်တဲ့ကောင်းမလေးအတွက်ပါရှင်သူလေးကတော့နံပါတ်5လေးပဲဖြစ်ပါတယ်သူလေးကတော့အသေးပုံဒီဇိုင်းနံပါတ်6စိန်နဲ့ဆွဲလေးပဲဖြစ်ပါရှင်သူလေးကအပေါ်မှာလည်းအသေးပုံလေးပါမယ်အောက်မှာလည်းအသေးပုံလေးပါမလို့အသေးပုံဒီဇိုင်း crazy လေးအတွက်ဆိုရင်တော့ဒါလေးကိုယူဖို့တိုက်တွန်းပါရှင်သူလေးကတော့တကယ်ကိုမှ trend ဖြစ်တဲ့ design လေးကိုမှဝတ်ချင်တယ်ဆိုတော့မအတွက်ပါရှင်သူလေးကတော့အပေါ်မှာဆိုအသေးပုံလေးကိုအောက်မှာကဒီလို clover design လေးနဲ့ခတ်ပေးထားတာမို့လို့အရန်ကိုမှလူငယ်ဆန်ပြီးတော့ဝတ်လို့ရမ်းလာပါရှင်သူလေးကတော့ဒီလိုမျိုးပေါ့နော်ပန်းပွင့် design လေးပဲဖြစ်ပါရှင်သူလေးကဒီမှာစိန်ကလေးဆိုလို့ရှိရင်လည်းဆွတ်ခက်ခဲလေးနဲ့ဖြူဖြူတန့်တန့်လေးတော့တုံးပြီးတော့ခတ်ပေးထားတာမို့လို့အရန်ကိုလှပါရနော်ဒါလေးကတော့မိတ်ဆက်ပေးသွားမယ်စိတ်နဲ့ဆွဲနောက်ဆုံးရန်လေးပဲဖြစ်ပါရှင်သူလေးကလည်းပန်းပွင့် design လေးကြိုက်တဲ့သူလေးအတွက်ပါရှင်ခုမင်းပြပေးသွားတယ်စိတ်နဲ့ဆွဲလေးကြိုက်တယ်ဆိုလို့ရှိရင်တော့ကိုမတို့ကြိုက်တဲ့တာလေးကို screenshot လေးရိုက်ယူပြီးတော့မင်းတို့ CP မှာလာမေးမြန်းလို့လည်းရတယ်လို့မင်းတို့ရဲ့တူနာရှော့ကြီးမှာလည်းလာရောက်ဝယ်ယူအားပေးလို့ရပါပြီရှင်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်